မင်္ဂလာပါရှင်စက်တင်ဘာ9ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမွန်းကြကနေတင်ဆက်ပေးတော့မှာပါပင်လယ်ဘူးမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်စခန်းကိုစက်တင်ဘာလ6ရက်နေ့ကအမှတ်1စစ်ဒေသ PDF ပူးပေါင်းတပ်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ရှေ့တန်းအရေးမြစ်တွေထံကသိရပါဗျ။တိုက်ပွဲဖြစ်ပွားတဲ့အချိန်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးသူတွေများပြီးစစ်တုံးပန်းအယောက်90ခန့်ကိုလည်း PDF တပ်ဖွဲ့များဖမ်းဆီးထားတယ်လို့သိရပါဗျ။အဆိုပါစစ်ကောင်စီတပ်မှအထိနာဒေဆုံးမှုတွေကြောင့်ဒီကနေ့စက်တင်ဘာလ9ရက်နေ့ကမီ35လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူအများရဲ့နေအိမ်ပစ္စည်းဆုံးရှုံးခဲ့တယ်လို့လည်းသိရပါဗျ။KIA အစိုးရလက်စစ်ဖြန့်ဖြူရဲ့ဦးစီးဌာနမှဦးဆောင်ကနန်ဆန်ရကျေးရွာကိုစက်တင်ဘာလဆန်းကစပြီးလက်စစ်မီပေးနေပြီဖြစ်ကြောင်းဒေသခံတွေထံကသိရပါဗျ။ပြီးခဲ့တဲ့ဩဂုတ်လနန်ဆန်ရကျေးရွာပြည်သူများကိုတပ်ဆိုင်ရာလက်စစ်မီဖြန့်ဖြူရဲ့ဦးစီးဌာနမှဝန်ထမ်းများလက်စစ်မီနဲ့ပတ်သက်တဲ့အမြင်ဖွင့်ပညာဟောပြောတာတွေလည်းလှုပ်ဆောင်ခဲ့ပြီးယခုတပ်ဆင်ပေးထားတဲ့လက်စစ်ကျိုးများဟာ10နှစ်အနည်း20ကြာရှေ့ခန့်တဲ့ကျိုးများတပ်ဆင်ပေးထားတာဖြစ်ကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံကသိရပါဗျ။လာမယ့်နှစ်တွေဆိုင်မိုက်ပါပန်ဆောက်ပေါစေပန်ကြောင်အောင်ကြမဒီယံခါရရှတံပါကျေးရွာတိလက်စစ်မီပေးသွားမှာဖြစ်ကြောင်းလည်းသိရပါရရှင်ဖကတ်မြို့ဆိုင်းတောင်စစ်စေးဂိတ်တွေထိုင်တဲ့စစ်ကောင်စီတပ်သားတွေဟာစက်တင်ဘာလ9ရက်မနက်ပိုင်း6:30အချိန်ခန့်ကမှပန်တင်ဆိုင်းတောင်တရားနဲ့ဖားပြင်လမ်းတွေမှာခီးတွာလာနေတဲ့ပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးမြင်းမြန်းနေတယ်လို့သိရပါဗျ။ဒါအပြင်ဒီကနေ့မနက်ပိုင်း9နာရီအချိန်ခန့်တွေလဲဆိုင်းတောင်99ဘားဆိုင်ရှိတွေဆိုင်ကယ်ဖြင့်ဖြတ်မောင်းသွားတဲ့ပြည်သူ2ဦးကိုစစ်ကောင်စီတပ်သားများကလိုက်လံပစ်ခတ်ပြီးအနောက်မှာလိုက်စီးတဲ့ပြည်သူ2ဦးတနက်ထိမှန်ခဲ့ပြီးအသက်သေဆုံးမှုရှိမရှိကိုတော့စုံစမ်းနေစေဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေဟာတိုက်ပွဲမှာဆုံရှုံမှုတွေများလာနေတာကြောင့်ဆိုင်းတောင်ဒေသအတွင်းရှိပြည်သူများကိုအတင်းအကျပ်စစ်ဆေးမြင်းမြန်းတာတွေလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်နေတာကြောင့်တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီးပြည်သူအများဒီကနေ့ညနေပိုင်း3နာရီအချိန်ခန့်မှထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်းသိရပါဗျ။မနေ့ကစက်တင်ဘာလ6ရက်နေ့မနက်ပိုင်း10နာရီမှာလဲဖကတ်မြို့အထက်တန်းကျောင်းနေရာတွေလက်နက်ကြီးကြောက်ပောက်ကွဲခဲ့တာကြောင့်အရက်သားပြည်သူတို့ထိခိုက်ဒဏ်ရာရရှိပြီးကျောင်းအဆောက်အအုံနဲ့နေအိမ်အများပျက်စီးဆုံးရှုံးမှုတွေရှိကြောင်းစုံစမ်းသိရပါတယ်ရှင်။ဗမာတိုင်းကြပါတာဖြင့်တင်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။